မေကပြုံးတယ်ပြီးတော့ရဲတယ်1984ချစ်စရာအရွယ်လေးတင့်တယ်တဲ့အသွေးနဲ့ဟိုလူငေးဒီလူငေးအမေဟာတကယ့်အပြိုစင်လေးပေါ့ရင်ရင်ကြည်ကြည်အေးအေးလေး1985အပြေးလွှားတက်ဆမှောက်ရက်လဲခဲ့ရပုံမှာတထေးသားတယောက်ရဲ့မဲဆွယ်မှုနဲ့အသေးငယ်နူးတဲ့အမေအပေဒီဘွားတစ်ခုကိုရဖို့ကံကြမ္မာအစာပြိုးခဲ့တာပေါ့အမေမငိုခဲ့ဘူးအမေကပြုံးတယ်ပြီးတော့ရဲတယ်1986ပေါက်လွတ်ပေးသားလို့အခေါ်ခံရတဲ့သားတယောက်ထွန်းပေါက်လာခဲ့တယ်အဲ့ဒီမှာအမေပြေးပေါက်မာတော့တာပဲသားကိုသွားပြစ်ရမလားလင်းဆိုတဲ့လူကိုထားပြစ်ရမလားခါကျင်ခါပါစေသားကိုရင်ဝယ်ပိုက်လို့အမေဟာလင်းကိုကျင်ဖယ်လိုက်တယ်ပင်လေပြင်းကိုလက်ပစ်ကူးတော့မယ်ပေါ့ယူမတက်ခံစားခဲ့ရတယ်ဒါပေမဲ့အမေကပြုံးတယ်ပြီးတော့ရဲတယ်1989အမေကိုဘယ်မျိုးပဲဆွေကားမှမကြည့်ရှိတယ်လို့တောင်မထင်မြင်တယ်လို့လည်းမမှတ်မတ်တက်ကလေးတောင်လာမရက်လာရက်တဲ့လူကလည်းခြူစားဖို့နဲ့ယူသွားဖို့အဲ့ဒီလိုလူများကိုအမေကဘာခရအောင်မလဲဒီကြားထဲမအားတဲ့ကြားကအဖေနာရေးကိုသွားအားပေးရှာတယ်သွားဖို့ရှင်အေးရအေးချောင်းပေါ့နောက်ဘဝရှင်ကောင်းရာမွန်ရာရောက်ပါစေတောက်တာတွေကတော့ဖြစ်ရာရက်မှာတောက်ဖို့မှောက်သွားရင်လည်းမမေ့နဲ့မမေ့တဲ့အထဲမှာကျုပ်တို့သားအမိမပါပါစေနဲ့တဲ့အဲ့ဒီတုန်းကအမေဟာကြီးကြီးလင်းလင်းငိုကြွေးခဲ့ပါတယ်ပြီးတော့အမေကပြုံးတယ်ပြီးတော့ရဲတယ်2003ကျွန်တော်အကြာရှုံးမှုတွေထဲမှာကျွန်တော်ငိုတယ်အဖက်ဆယ်မရလောက်အောင်ကြာရှုံးသွားတယ်ငါအသုံးမကျဘူးငါအသုံးမကျဘူးငါအသုံးမကျဘူးကျွန်တော်ကိုကြည့်ကြည့်ပြီးအမေကပြုံးတယ်ပြီးတော့ရဲတယ်2004ကျွန်တော်ဟာဆွေးတက်လာတယ်အမေရဲ့လုပ်ငန်းကလေးမှာဝိုင်းကူလုပ်ဖို့မရဘူးမအားတဲ့ကြားထဲကအမေကလည်းလိုက်ဆွေးပေးတယ်ကျွန်တော်လွမ်းသလိုအမေကလိုက်လွမ်းပြတယ်ကျွန်တော်မစားသလိုအမေကမစားဘဲနေပြတယ်ကျွန်တော်မအိပ်သလိုအမေကမအိပ်ဖဲနေပြတယ်ကျွန်တော်ကောင်မလေးကိုချစ်သလိုအမေကကျွန်တော်ကောင်မလေးကိုချစ်ပြခဲ့တယ်ပြီးတော့အမေကပြုံးတယ်ပြီးတော့ရဲတယ်2008အမေတန်တန်တားတဲ့ကြားကကျွန်တော်ကအမေနဲ့ဝေးရဝေးကွာအမေဒီထက်ပိုကောင်းစားစေဖို့ဆိုတဲ့အကြောင်းပြချက်အတူနဲ့ခြေဦးတဲ့ရာထွက်လာခဲ့ဝေးရရက်မှာကျွန်တော်ဟာအိမ်မက်ဆိုးတွေတူတူမတ်လာတယ်အိမ်မက်တွေတဲကအတိုင်းပဲရွာမှာမုံတိုင်းတန်တွေကြားရတယ်အဲ့ဒီနေ့ကမေလ2ရက်နေ့အမေနာခဲ့ရဲ့ငါချစ်တဲ့အမေကိုမှဘာလို့ဂရင်းတွေ့သွားရတာလဲ2009အမေ2010အမေ2011အမေ2012အမေ2013အမေ2014အမေ2015အမေ2016အမေ2020အမေကပြုံးနေပြီးတော့ရဲတယ်အမေ to glory